ထိုင်းလူချောဒီကိုပဲလို့ပြောလိုက်ပေါ့နော်ချောတာကိုလော်ပေါ့နော်ဒီနေရာရဲ့ချောတာကြတော့ယောက်ျားလေးအတုံးဖြစ်တယ်ပေါ့နော်ဥမာယောက်ျားလေးချောတဲ့အမျိုးဆိုလို့ရှိရင်လော်လို့ပြောတယ်မိန်းကလေးကြတော့ဆိုအေးပေါ့နော်အဲ့တော့ဒီရဲ့လော်ဆိုတဲ့စကားလုံးကိုစာလုံးလာပေါင်းကြမယ်သူကဖျံရှနာအာဟော်ဟိဖြစ်တယ်လော်လင်းရှိရပေါ့နော်ဖျံရှနာအာနှလုံးရှိရအဲ့ရဲ့ဟော်ဟိကြတော့သူကရှေ့ဆောင်ပြီးဖြစ်တယ်ပေါ့နော်อักษรนามท้ายလိုကြတော့อักษรนามလို့ခေါ်တယ်ရှေ့ဆောင်ပြီးပေါ့နော်တရာကြတော့အောအံဖြစ်တယ်နောက်ပြီးဝဏ္ဏယုတ်ကြတော့မိုင်းအိတ်နဲ့သုံးထားတယ်ပေါ့နော်အဲ့တော့ပေါင်းလို့ရှိရင်ဟောလောဟောလောမိုင်းအိတ်လောပေါ့နော်ဟောလောဟောလောမိုင်းအိတ်လောဟောလောအောလောမိုင်းအိတ်လောပေါ့နော်အဲ့ဒါကြတော့လော်ဆိုတဲ့စကားလုံးပါလော်ဆိုတာတော့ချောဒီပေါ့နော်ယောက်ျားလေးအသုံးဖြစ်တယ်ကဲဒီနေ့တော့ဒီလောက်နေပဲဆုံးသတ်လိုက်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်